Good life Rule 1မနှိုင်းရှင်ပါနဲ့သူများနဲ့နှိုင်းရှင်တဲ့အခါကို express လုပ်ဖို့မေ့သွားတတ်ကြတယ်လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း career inspiration နဲ့ dream တွေ talent တွေမတူတဲ့အတွက်ကိုယ်နဲ့တခြားသူနဲ့မနှိုင်းရှင်ပါနဲ့ Rule 2ကိုအပြစ်မတင်ပါနဲ့တခုအမှားလုံးမိတိုင်းကိုအပြစ်တင်မှုလားကျွန်တော်ငယ်စဉ်အခါကအမြဲအပြစ်တင်မှုတယ်ဒါကအချင်းကြီးတစ်ခုလိုဖြစ်လာခဲ့ဘူးတယ်နောက်တော့ကိုချစ်တဲ့စိတ်နဲ့ပဲကြည်တယ်ခွန်လွတ်တယ်အားပေးတယ်အပြစ်တင်မဲ့အစားသင်ခန်းစာယူတယ် Rule 3ကိုသိအောင်လုပ်ပါဆယ်ကျော်သက်အရွယ်ကကိုသိဖို့မလွယ်သေးဘူး self awareness လို့ခေါ်ပါတော့ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့ drive နဲ့ inspiration ပေးတဲ့အကြောင်းအရာနဲ့လူတွေနဲ့ဘယ်အရာတွေကတင့်ကိုစိတ်ညစ်စေလဲဒါတွေကိုသေချာသိရှိလေ့လာဖို့လိုတယ် Rule 4ချစ်တဲ့အလုပ်ကိုလုပ်ပါအလုပ်ဆိုတာဒီတိုင်းကြီးတော့ချက်မလာဘူးလူအများစုက passion လို့ပြောလိုက်ရင်အလုပ်ကိုမြင်ကြတယ်အမှန်တော့ passion ဆိုတာ activity ကိုပြောတာပါဥပမာအရင်ကအလုပ်တစ်ခုထဲမှာ focus လုပ်ဖို့အခက်အခဲအများကြီးရှိခဲ့တယ်မတူညီတဲ့ industry တွေမှာလုပ်ကြည့်ချင်တယ်နောက်ပိုင်းပြန်ဆန်းစစ်တော့ကိုရင်ခုန်စေတဲ့ activity က new နဲ့ learning and knowledge ဖြစ်နေတာကိုတွေ့ရတယ်ဒီတော့ new တွေကိုအစားထိုးဖို့အသစ်တွေဖန်တီးလိုက်တယ် industry ပြောင်းဖို့ထဲဝင်လေ့လာပြီးအကြံပေးနိုင်ဖို့ consultant လုပ်ဖြစ်တယ်သိထားတာတွေကိုပြန်လည် sharing လုပ်ပေးတာကိုသဘောကျတဲ့အတွက်စတဲ့နဲ့ passion ဆိုတာ activity ပါ Rule 5ငွေကြေးအတွက်တငယ်ချင်း9ယောက်ထားပါတကယ်တမ်းတငယ်ချင်း social circle ဆိုတာမိထုခေါ်ပြောရှိတယ်ခင်တဲ့တငယ်ချင်းရှိတယ်ဝါသနာတူရှိတယ်အရေးကြီးတာငွေကြေးအတွက်အလုပ်လုပ်တဲ့တငယ်ချင်း9ယောက်ရှိဖို့လိုတယ်ဒါကသင်ဘဝအတွက် financial leverage လုပ်တဲ့အခါအဆင်ပြေစေမှာဖြစ်ပါတယ် Rule 6ကိုမီးညီပေးနိုင်သူတွေရှိနေပါစေလူညံ့တွေကအတင်းဖြင့်ပြောတယ်တာမန်နဲ့အထက်က idea အကြောင်းတွေပြောတယ်လို့ပြောကြတယ်တကယ်လို့ကိုကစာဖတ်တဲ့သူ idea တွေရှိတဲ့သူဆိုဆွေးနွေးတိုင်ပင်ဖို့အနည်းဆုံးနားထောင်ပေးမဲ့သူတွေလိုတယ်